တနင်္လာသားသမီးတွေကတော့အိမ်ကတိုက်ခန်းကွန်ဒိုကအယောင်းဝယ်ဖြစ်မယ်ဝန်ထမ်းဖြစ်ပါကယာတူတိုးပြောင်းရွှေ့ရလိမ့်မယ်ကြောက်မြင့်ရနာရောင်းဝယ်ရေးမှာအမာယွင်ပေါ်မယ်ဗိုလ်တပူသားသမီးတွေကတော့ပြည်တွင်းဒါမှမဟုတ်ပြည်ပမှာအလုပ်ရှာနေပါကဒုမို့အလုပ်လမ်းလျှောက်ထားပါကအလုပ်ရမယ်နေအိမ်မှာဆက်ပစ္စည်းများပြက်မယ်နေအိမ်ကိုဆက်ပစ္စည်းအောင်များရောက်ပါကကန်ညံ့မယ်ကြာတာပရိသားသမီးတွေကတော့အိမ်ပြင်ကိန်းအိမ်ဆောက်ကိန်းရှိတယ်အိမ်ဆောက်ခွင့်အမေးကြမယ်တယ်လီဖုန်းပြက်မယ်နိုင်ငံခြားခရီးအတွက်ကူညီမဲ့လူပေါ်မယ်တခိုးကိုကပိုင်းတိုင်းခံရတတ်တယ်ဝင်ငွေကောင်းမယ်ထွက်ငွေလည်းကောင်းမယ်စနေသားသမီးတွေကတော့ငွေအတွက်တော့ကအနှဲငယ်ရောက်မယ်ထို့တို့ဖြစ်ပါကတနင်္လာနေ့မှာတနင်္လာတော့မှာငွေဒီနဲ့လည်းကတ်လှူပါဆရာကြီးမင်းတေခါတီထွင်ဖန်တီးခဲ့တဲ့ဧကန္တပြာကရဏဘေရင်ပညာဖြင့်2026ခုနှစ်ဇွန်လမှာဖြစ်မဲ့9ရက်သားသမီးတို့ရဲ့ကံကြမ္မာအလဲအပြောင်းအဆိုးကောင်းတွေကိုမေတ္တာဖြင့်ဟောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးတွေကတော့မော်တော်ကားရောင်းဝယ်ဖြစ်မယ်အကယ်၍မော်တော်ကားရောင်းမထွက်သေးပါက၎င်းမော်တော်ကားရဲ့ dashboard တွေကိုကိုယ်တိုက်စပ်ပြတဲ့တုံးကိုတနင်္ဂနွေနေ့မှာထည့်လိုက်ပါမော်တော်ကားအယောင်းထွက်သွားလိမ့်မယ်ဖျားဆင်းသူတော်တစုစုနေအိမ်တို့ကြွားများလာလိမ့်မယ်ကြွားများလာပါကလွန်စွာမှကောင်းသောနမိတ်ဖြစ်ပါတယ်နိုင်ငံခြားထွက်ရန်ကြံ့ကြာနေပါကဇေဒီတစုစုမှရှိတော်မြတ်စွာဘုရားခြေတော်ရာကိုတပြေပန်းဖြင့်ကြော်ပြီးနိုင်ငံခြားခီးအမြန်ထွက်စေရန်အတွက်ဆုတောင်းပါဝန်ထမ်းဖြစ်ပါကလစာတို့ရာထူးတို့တရင်ကြားမယ်မိသားစုတွင်တို့ဝမ်းမြောက်ဖွယ်တရင်ကောင်းဝင်လာမယ်နန်းနဲ့စောစောကျေးဇူးတန်ကိုကြားပါကတေဆာတုံဆုံးထီထိုးပါကြားမကြီးကတော့တွားကြိုက်မယ်ပညာရေးမှာအနှောက်အယှက်ဝင်မယ်အခြေအနေနဲ့အိမ်တော်ရေးတာရပါတယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့တစ်တုံးခုံကဏ္ဍတွေဖြစ်ပါတယ်ရဲတွေကတော့တနင်္ဂနွေနေ့မှာတကူကြီးဖျားတနင်္ဂနွေတောင်းမှာအိုးရက်14ရက်နဲ့တာရဏအလံကိုလက်ကလှူပါတနင်္လာသားသမီးတွေကတော့အိမ်ကတိုက်ခန်းကွန်ဒိုကအယောင်းဝယ်ဖြစ်မယ်ဝန်ထမ်းဖြစ်ပါကယာတူတိုးပြောင်းရွှေ့ရလိမ့်မယ်ကြောက်မြင့်ရနာရောင်းဝယ်ရေးမှာအမာယွင်ပေါ်မယ်တတိထားပါရရန်ရှိသောငွေများဝင်မဲ့တရင်ကြားလိမ့်မယ်စာချုပ်စာတမ်းတစ်စောင်ပြုလုပ်ရလိမ့်မယ်ပြည်တွင်းခရီးတစ်ခုတွားရလိမ့်မယ်စိုင်းတဲ့ဖွင့်ခြင်းလုပ်ငန်းတင်လုပ်ခြင်းများကိုပြုလုပ်ရလိမ့်မယ်အောင်မြင်မယ်ကျွေးကိစ္စစကားပြောရလိမ့်မယ်အမှုဟောင်းရှိပါက၎င်းမှုအတွက်တရင်ကောင်းကြားရလိမ့်မယ်ဆေးရုံကိုလူနာမေးတွားရလိမ့်မယ်တွားခဲ့တော့ကောင်းတယ်ကြက်တူရေးတကောင်ဒါမှမဟုတ်တာလိကာတကောင်ကိုပြင်မယ်မြင်ပါကငါးဆကိုဆုံးထီထိုးပါပညာရေးမှာကံကောင်းပါတယ်နိုင်ငံခြားတက္ကသိုလ်မှာဝင်ခွင့်လျှောက်ထားပါကဝင်ခွင့်ရလိမ့်မယ်ကျမ်းမာရေးကတော့စီးရောဂါအနေငယ်ဖြစ်မယ်အခြေရေးမှာအစင်မပြေဖြစ်နေတော့ချစ်တူနဲ့ပြန်လဲအစင်ပြေသွားလိမ့်မယ်အိမ်တော်ရေးမှာလည်းပို၍တာယာလာလိမ့်မယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့969ကဏ္ဍတွေဖြစ်ပါတယ်ရေရာကတော့တနင်္လာနေ့မှာတကူကြီးဖျားတနင်္လာတော့မှာခရီး24ညွန်းကတ်လူပါခေါင်းလောင်း6ချက်ထိုးပါမြန်မာနိုင်ငံရဲ့ပထမအဦးဆုံးသော online ကနေတဆင့်ဗီဒီမင်းမြတ်နိုင်တဲ့မင်းသင်္ကာဗီဒီ application ဝိုင်းဗီဒီဆရာကြီးဆရာမကြီးများဖြင့်တိတ်ကြကြမှာကိုစမ်းစစ်အဖြေရှာကြည့်လိုက်ပါချိန်ကုန်သက်တာစိတ်ချမ်းသာမင်းသင်္ကာဗီဒီ application မှာဗီဒီမင်းမြတ်ပါအင်္ဂါသားသမီးတွေကတော့ဝန်ထမ်းဖြစ်ပါကလစာတို့ရာထူးတို့တရင်ကြားရမယ်ကျွေးကိစ္စအတွက်ရင်အေးရလိမ့်မယ်နိုင်ငံခြားတန်ယုံတွေကိုမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်ရွှေဝင်မယ်မော်တော်ကားအတွက်ငွေကုန်မယ်တယ်လီဖုန်းအသစ်ဝင်မယ်စက်တူရှယ်ယာလုပ်ငန်းများမှာအကျိုးများများရရှိမယ်နေအိမ်ကိုအရက်ပလင်းဘီယာပလင်းရောက်ပါကကန်ညံ့မယ်မိမိနေတော့အိမ်ရှိသည့်လမ်းထဲမှာနာရေးပေါ်မယ်မသွားရလေယာတုံးဆက်ပစ္စည်းဝင်မယ်အမှုပညာလုပ်ငန်းမှာအနောက်ရှက်ပေါ်မယ်အမွေကိစ္စညှိနှိုင်းရမှာအဆင်မပြေဖြစ်မယ်ထိုကဲ့သို့ဖြစ်ပါကတနင်္ဂနွေနေ့မှာတကူကြီးဖျားတနင်္ဂနွေတော့မှာထီးပြူကြီးတလက်ကတ်လူပါနေအိမ်သားမှာတော့၎င်းဆွေမျိုးထဲနိုင်တော်၎င်းအတိမိတ်ဆွေထဲနိုင်တော်၎င်းခလေးမွေးတဲ့တရင်ကြားမယ်ကြားပါက3ဆ5ဆုံးထီထိုးပါကြားမာရေးကတော့အစာရင်ရောင်မယ်ပညာရေးမှာရလကောင်းများရရှိလိမ့်မယ်စာမိုးဝဲဖြေပါကအောင်မြင်မယ်အခြေရေးမှာချစ်တူရဲ့မိဘဆွေမျိုးများထဲမှာတူဦးကြောင့်စိတ်ညစ်ရမယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နဲ့စကားများလိမ့်မယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့359ကဏ္ဍတွေဖြစ်ပါတယ်ရေတရားကတော့အင်္ဂါနေ့မှာတကူကြီးဖျားအင်္ဂါတော့မှာစပယ်3ဟုံးကလှူပါဗိုလ်တပူသားသမီးတွေကတော့ပြည်တွင်းဒါမှမဟုတ်ပြည်ပမှာအလုပ်ရှာနေပါကဒုမို့အလုပ်လမ်းလျှောက်ထားပါကအလုပ်ရမယ်နေအိမ်မှာဆက်ပစ္စည်းများပြက်မယ်နေအိမ်ကိုဆက်ပစ္စည်းအောင်များရောက်ပါကကန်ညံ့မယ်စာချုပ်စာတမ်းတစ်စောင်ပြုလုပ်ရလိမ့်မယ်မြေရောင်းဝယ်ကိစ္စမှာအထင်ငေါဖြစ်မယ်ထို့တို့ဖြစ်ပါကကြာတာပရိနေ့မှာတကူကြီးဖျားကြာတာပရိတော့မှာနန်းနယ်ပိုင်းအချိန်မှာမြေပဲကို9ခုကလှူပါရဝေးမှာငွေရောက်မယ်ဒုမို့ရဝေးတို့ငွေပို့ရလိမ့်မယ်မော်တော်ဆိုင်ကယ်အယောင်းဝယ်ဖြစ်မယ်စက်သူရှယ်ယာလုပ်ငန်းများမှာအကျိုးများရရှိမယ်အမိဖာတို့ကျမ်းမာရေးချူကြမယ်နေကိုလူဖိတ်စာမင်္ဂလာဆောင်ဖိတ်စာရောက်ပါက4စာခုံဆုံးထီထိုးပါပညာရေးမှာအထင်ငေါဖြစ်တတ်ပါတယ်တို့အားတွင်ကူညီမဲ့သူပေါ်မယ်စိုးရင်စရာမလိုပါကျမ်းမာရေးကတော့ခြေထောက်ဒါမှမဟုတ်လက်နာမယ်အခြေရေးနဲ့အိမ်တော်ရေးတာရပါတယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့4ခု8ကဏ္ဍတွေဖြစ်ပါတယ်ရေတရားကတော့ဗုဒ္ဓဦးနေ့မှာတကူကြီးဖျားဗုဒ္ဓဦးတောက်မှာရပ်ဖြူလေးလဲရပ်နေလေးလဲကတ်လှူပါကြာတာပရိသားသမီးတွေကတော့အိမ်ပြင်ကိန်းအိမ်ဆောက်ကိန်းရှိတယ်အိမ်ဆောက်ခွင့်အမေးကြမယ်တယ်လီဖုန်းပြက်မယ်နိုင်ငံခြားခရီးအတွက်ကူညီမဲ့သူပေါ်မယ်တခိုးကိုကပိုင်းတိုင်းခံရတတ်တယ်
ဝင်ငွေကောင်းမယ်ထွက်ငွေလည်းကောင်းမယ်ရဝေးမှတရင်ကောင်းရောက်မယ်ဘဏ်ဒါမှမဟုတ်ချင်းငွေဌာနတစ်ခုခုမှာချင်းငွေတင်သားပါကချင်းငွေရမယ်နေအိမ်ကိုအုပ်ထုပ်တစ်လုံးရောက်ပါကကန်ညံ့မယ်လက်မခံရစာချုပ်စာတမ်းချုပ်ပါကအမှားယွင်းနဲ့ကြုံရတတ်တယ်အနှဲငယ်သတိထားပါနေအိမ်ကိုအုံးဒီရောက်ပါကနှစ်အစလေးဆုံးထီထိုးပါကျမ်းမာရေးကတော့ရင်ပတ်အောင်မယ်ပညာရေးမှာမျှော်မှန်းထားတယ်လို့ဖြစ်လာလိမ့်မယ်အခြေရေးမှာချစ်တူထံမှာလက်ဆောင်ရမယ်မတင်မမြတ်ဖြစ်နေတော့အိမ်တော်ရေးလည်းပြန်လဲတင့်မြတ်သွားလိမ့်မယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့2 4 6ကဏ္ဍတွေဖြစ်ပါတယ်ရေတွေကတော့ကြာတာပရင်းနေမှာနေဘုရားကျောင်းဆောင်မှာကောင်းချင်းမောင်းကတ်တူပါတောက်ကြသားသမီးတွေကတော့အိမ်နေရာရွှေ့ပြောင်းကိစ္စပေါ်မယ်ဒါမှမဟုတ်အိမ်တစ်တက်ရလိမ့်မယ်တင်တာပါမစ်စတဲ့အပြိုင်ဆိုင်စီးပွားရေးကိစ္စများအောင်မြင်မယ်ပဲပြောင်းနှံကောက်ပဲတိနံရောင်းဝယ်ရေးမှာဈေးကောင်းရမယ်အိမ်ကတိုက်ခန်းကွန်ဒိုကန်အယောင်းဝယ်ပြုလုပ်ရလိမ့်မယ်လောင်းကစားနဲ့လောင်းကစားဆန်တော်လုပ်ငန်းများကိုအထူးရှောင်ပါပြုလုပ်မိပါကလည်းဆုံးရှုံးမှုပေါ်လိမ့်မယ်နိုင်ငံခြားမှာငွေရောက်မယ်ဒါမှမဟုတ်နိုင်ငံခြားငွေဝင်မယ်လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများမှာအခက်အခဲပေါ်မယ်ကြောင်းမြဲနာရောင်းဝယ်ရေးကောင်းမယ်နေဟိုပန်းပင်ပန်းဝရောက်ပါကတဲဆာကိုဆုံးထီထိုးပါကျမ်းမာရေးကတော့ချောင်းဆိုးမယ်ရင်ကြမယ်နိုင်ငံခြားမှာကြောင်းအပ်ထားပါကကြောင်းဝင်ဝင်ရမယ်အခြေရေးမှာချစ်တူရဲ့ဆွဆွဲမှုကိုခံရလိမ့်မယ်အိမ်တော်ရေးမှာလည်းအိမ်တော်မဲ့နဲ့နားလည်မှုလွဲမှားလိမ့်မယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့တင်ကားကိုကဏ္ဍတွေဖြစ်ပါတယ်ရေတွေကတော့တောက်ကြနေမှာတကိုးကြီးဖျားတောက်ကြတော့မှာရေတက်စေးတပ်ပဲပါစနေသားသမီးတွေကတော့ငွေအတွက်တော့ကအနှဲငယ်ရောက်မယ်ထိုးတို့ဖြစ်ပါကတနင်္လာနေ့မှာတနင်္လာတော့မှာငွေဒီနဲ့လည်းကတ်လှူပါလေယာစိုက်ပျိုးရေးသုံးဆက်ပစ္စည်းဝင်မယ်ရရန်ရှိတော့ကျွေးများရမယ်ဒါမှမဟုတ်ပေးဆိုင်ရန်ရှိတော့ကျွေးများကိုပေးစားဖြစ်လိမ့်မယ်နိုင်ငံခြားတန်ယုံတရုံမှာဗီဇာလျှောက်ထားပါကအခက်အခဲနှဲငယ်ပေါ်မယ်ပဲပြောင်းနှံကောက်ပဲတိနံရောင်းဝယ်ရေးမှာဈေးကောင်းရမယ်ဆက်ရရင်တူရလိမ့်မယ်အောင်မြင်မယ်ရှင်ပြုရဟန်းကန်အလှပေါ်မယ်ရဝေးရောက်နေတဲ့မိသားစုဝင်တူကောင်းမွန်စွာအိမ်တို့ပြန်ရောက်လာလိမ့်မယ်မွေးမြူရေးလုပ်ငန်းများအောင်မြင်မယ်လေယာမြေအယောင်းဝယ်ပြုလုပ်ရလိမ့်မယ်နေအိမ်ကိုနာရီတစ်လုံးရောက်ပါကနှင်းစတုံးဆုံးထီထိုးပါကျမ်းမာရေးကတော့စိတ်ဖိစီးမှုကြောင့်အိမ်မပျော်တော့ယောဂရမယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်အခြေရေးမှာချစ်တူနဲ့တူခီးထွက်လိမ့်မယ်အိမ်တော်ရေးမှာလည်းတာယာပါတယ်ကံကောင်းတဲ့ကဏ္ဍတွေကတော့2 3ခုကဏ္ဍတွေဖြစ်ပါတယ်ရေတွေကတော့စနေနေ့မှာစနေတော့မှာနိုဒမင်းကလှူပါဆရာကြီးမင်းတိန်ခါတီထွင်ဖန်တီးခဲ့တဲ့ဧကန်ဒဗျာကရဏဗေဒဗေဒင်ပညာဖြင့်9ရသားသမီးတို့ရဲ့ကံကြမ္မာအလဲပြောင်းဆိုးကောင်းတွေကိုမြန်မာဆယ်လီ channel မှာလစဉ်အင်္ဂလိပ်လာဇန်တရက်နေ့တိုင်းမြစ်တာဖြင့်ဆက်လက်ဟောကြားပေးသွားမှာပဲဖြစ်ပါတယ်မင်းတိန်ခါ application မှာဗေဒင်မေးမြန်းနိုင်တယ်လို့အခုဗီဒီယိုရဲ့ comment မှာရှိတဲ့ website link ကနေလည်းဗေဒင်မေးမြန်းနိုင်ပါတယ်